လုံးသားအာဟာရနှင့်နှစ်ပတ်လည်ပေးစာများကျွန်တော်သမီးလေးဂျူလီအန်မွေးဖွားပြီးညမကြမီပင်ချစ်စရာအစင်လာလေးတစ်ခုကျွန်တော်စတင်ဖြစ်သည်နှစ်စဉ်သမီးမွေးနေ့ရောက်တိုင်းပြီးခဲ့သည့်တစ်နှစ်တာအတွက်စာတစ်စောင်သမီးထံကျွန်တော်ရည်သည်ဒီအထဲမှာတစ်နှစ်အတွင်းဖြစ်ပျက်ခဲ့သည့်သမီးနှင့်ဆက်လင်းသောထူးထူးခြားခြားဖြစ်ရလေးတွေခက်ခဲတွေပျော်စရာတွေကျွန်တော်ဘဝအတွက်အရေးကြီးသောကိစ္စတွေသမီးဘဝအတွက်အရေးကြီးသောကိစ္စတွေအရေးကြီးသောကမ္ဘာဖြစ်ရတွေအနာဂတ်နှင့်ပတ်သက်သည့်ကျွန်တော်မှန်းဆချက်တွေအထွေထွေသောကျွန်တော်စိတ်ကူးတွေစသဖြင့်စုံလင်စွာပါဝင်သည်ဒီစာအဖြစ်ဓာတ်ပုံတွေလက်ဆောင်ပစ္စည်းတွေပညာရေးမှတ်တမ်းတွေနှစ်ကာလကြာလေအမှတ်မထင်ပျောက်ဆုံးကုန်မည်အခြားခြားသောအမှတ်တရပစ္စည်းလေးတွေထည့်ပေါင်းလိုက်သေးသည်ကျွန်တော်စပွဲအန်ဆွဲတွင်ဖိုင်တွဲတစ်ခုအမြဲရှိသည်လာမည့်နှစ်ပတ်လည်ပေးစာနှင့်အတူစာရေးကြီးတဲ့ထည့်မည့်အမှတ်တရပစ္စည်းတွေအလုံးဒီဖိုင်ထဲမှာကျွန်တော်သိမ်းစီသည်ထို့အပြင်သက်ဆိုင်ရာရက်သတ္တပတ်တိုင်းတွင်လည်းရင်းနှင့်စလင်း၍နှစ်လည်ပေးစာတွေဖော်ပြရန်သိမည့်အကြောင်းအချက်များကိုတပတ်စာအတွက်တေးမှတ်ပြီးဖိုင်ထဲမှာထည့်သည်သမီးမွေးနေ့နီးကပ်လာသည့်အချိန်ဖိုင်ကြီးဖွင့်လိုက်သည့်အခါဒီထဲမှာစိတ်ကူးတွေအကြံအစီတွေကြပြားတွေကက်တွေအမြင့်တနုပစ္စည်းတွေဇလန်းတွေအဖြစ်ပြက်တွေအခြားအမှတ်ရစရာအမျိုးစုံကိုပြည့်စုံနေအောင်တွေ့ရမည်ဖြစ်သည်ဒီအထဲကအများအပြားသည်ပင်ကျွန်တော်လုံးလုံးလျားလျားမေ့နေပြီးသားတွေဖြစ်သည်ဒီຢာတွေအလုံးစုပေါင်းကတစ်နှစ်တာအတွက်နှစ်ပတ်လည်ပေးစာကိုကျွန်တော်စိတ်ပါလက်ပါရေးလိရှိသည်ရေးပြီးချင်းရင်းစာရောအမှတ်တရယန္တနာတွေပါစာအိတ်ကြီးတစ်ခုတည်းထည့်ပြီးပြီဆိုလေစာအိတ်ကိုလုံးလုံးစွာပိတ်သည်အဲ့ဒီကထိုနှစ်အတွက်နှစ်ပတ်လည်ပေးစာဖြစ်သည်အဲ့ဒီစာအိတ်ကြီးပေါ်တွင်သမီးဂျူလီအန်တို့ဘယ်နှကြိမ်မြောက်မွေးနေ့တွင်ဖေထံမှပေးသောနှစ်ပတ်လည်ပေးစာသမီးအသက်22နှစ်ပြည့်ချိန်၌ဖွင့်ဖောက်ဖက်ရန်ဟူ၍ကျွန်တော်ရေးထုတ်မြဲဖြစ်သည်ဒီစာအိတ်တွေအရွယ်ရောက်နေပြီးသောသူမထံငယ်စဉ်ဘဝနှစ်ကာလအသီးသီးစီမှပေးဖို့သည့်မေတ္တာအထုပ်အပိုးလေးတွေပင်ဖြစ်သည်တနည်းဆိုရသောပထမမျိုးဆက်တစ်ခုမှနောက်မျိုးဆက်တစ်ခုစီသို့လက်ဆောင်အဖြစ်ကမ်းလှမ်းလိုက်သည့်ချစ်စရာအမှတ်တရလေးများဖြစ်သည်ထို့ပြင်သူမအသက်ရှင်နေထိုင်စဉ်ကာလတစ်လျှောက်တပြိုင်တည်းရေတိုမှတ်တမ်းတင်ထားခဲ့သည့်သူမ၏ဘဝအထုပ်ပတ္တိလည်းဖြစ်၏ကျွန်တော်တို့ထုံးစံကအသက်22နှစ်ပြည့်ချိန်၌ဖွင့်ဖောက်ဖတ်ရှုရန်ဟုစာတမ်းရေးထုတ်ခဲ့သည့်အဲ့ဒီစာရေးကြီးကိုသမီးအားပြမည်ပြီးလျှင်တာဖနှစ်ယောက်ဘန်းသို့သွားမည်ဘန်းကအမကန်တစ်တာကိုဖွင့်မည်ပြီးတော့အဲ့ဒီနှစ်အတွက်နှစ်ပတ်လည်ပေးစာကိုရခင်နှစ်များကတင်ဆက်ထားခဲ့သည့်စာအိတ်ထက်ကြီးပေါ်မှာထပ်ဆင့်တင်ခဲ့မည်တခါတလေသမီးကအဲ့ဒီစာအုပ်ကြီးတွေအားလုံးကိုထုတ်ပြီးကင်တွယ်ပုတ်တက်ကြည့်သည်တခါတလေလဲဒီဟာတွေဘာတွေပါသလဲကျွန်တော်ကိုမိတတ်သည်ဒီလိုမေးတိုင်းကျွန်တော်ကညင်စမြဲဖြစ်သည်ပြီးခဲ့သည့်နှစ်များအတွင်းမှာတော့သမီးကသူ့ကလေးဘဝကအထူးနှစ်သက်ခဲ့သည့်ပစ္စည်းအချို့ကိုကျွန်တော်အားလာပေးသည်သူကအရွယ်ရောက်လာပြီဖြစ်သဖြင့်ဒီပစ္စည်းတွေနဲ့မသိတော့ခြင်းတော့သို့တော့ဒါတွေလုံးဝပျောက်ဆုံးသွားမှလည်းသူမလို့လားထို့ကြောင့်ဒါတွေကိုနှစ်ပတ်လည်ပေးစာများနဲ့အတူရောထည့်ကသူ့အတွက်ထာဝရသိသိပေးရန်ကျွန်တော်တန်အနှံ့ခြင်းဖြစ်သည်သမီးအတွက်နှစ်ပတ်လည်ပေးစာများရေးသားခြင်းကဖခင်တယောက်အနေဖြင့်ကျွန်တော်လုံးဝဖောက်ပြရမရနိုင်သည့်ကြီးကျယ်လေးနက်သောတာဝန်တည်းဖြစ်သည်ထို့အပြင်သမီးအဖို့လည်းအသက်အရွယ်ကြီးလျက်လာသည်နှင့်အမျှဒီအစဉ်အလာကသူမဘဝအတွက်လေးနက်တစ်ထက်လေးလက်လာသည်ဒီနေ့မိတ်ဆွေများနဲ့အတူထိုင်ကအနာဂတ်မှာကျွန်တော်တို့ဘာတွေလောက်ကြခံကြမည်ဆိုသည့်အကြောင်းအရာတွေပြောပြကြသည်ကျွန်တော်ကသမီးအား62နှစ်မြောက်သူ့မွေးနေ့ကြလေသူ့မြေရွေနဲ့ဆော့နေရမည်ဖြစ်ကြောင်းရဲစရာသဘောပြောလိုက်သည်အဲဒီနောက်အသက်32နှစ်မြောက်မွေးနေ့မှာတော့သူ့ကလေးတွေကိုဟော်ကီလေးကျင့်ရန်ကစားကွင်းသို့ကားမောင်းပို့နေရမည်ဖြစ်ကြောင်းစိတ်ကူးပေါက်တိုင်းရှောက်ပြောမိသည်ဒီလို
နောက်ပြောင်ပြောင်ပြောသည်ကိုဂျူလီကလည်းသဘောကျနေသည်နှင့်ကျွန်တော်အချိန်ရကအသက်22နှစ်မြောက်မွေးနေ့မှာတော့သမီးတက္ကသိုလ်ကဘွဲရမည်ဖြစ်ကြောင်းဆက်ပြောလိုက်သည့်အခါမဟုတ်ဘူးဟု၍သမီးကဝင်တားသည်အဲ့ဒီနေ့မှာသမီးကစာရီတစ်ထပ်ကြီးဖတ်နေရမှာဟုသူကဆိုလိုက်သည်ကျွန်တော်ဝမ်းသာလိုက်သည်ဖြစ်ချင်းကျွန်တော်ဘဝမှာအပြင်းမြဆုံးလိုရင်ဆန္ဒတစ်ခုကအတိတ်ကာလအထုပ်ပိုးလေးတွေဖွင့်ဖောက်မိအလွန်စိတ်လှုပ်ရှားပွဲကောက်သောထိုအချိန်နှစ်ပေါင်းများစွာစုဆောင်တုံ့ပြီးခဲ့သည့်မေတ္တာတောင်တုတွေအရွယ်ရောက်ပြီးသည့်ကျွန်တော်သမီးလေးရှင်ခွင်ထဲဒလဟောတွန်ချလာမိခိုက်တဲ့မှာကျွန်တော်ပါတရှိတရှာရှိနေကဝမ်းမြောက်ကြည်နူးမှုအရသာတွေအတူတကွခံစားရရမယ်ဖြစ်ပါသည်